Okay တမီလေးထိုင်မယ်ခြေထောက်ဆန့်ထားမယ်ခါမှတ်ထားမယ် Okay ဒီဘက်ကိုဆွဲမျက်လုံးမိတ်ထားမယ်တက်ရှူသွင်းထုတ်လုပ်မယ် 1 2 3 4 5 6 7 8 9 10 ချိန်ဆိုင်တက်ရှူသွင်းထုတ်1 2 3 4 5 6 7 8 9 10လက်မလေးမေယိုလေးကိုနောက်ကိုဆွဲလိုက်မယ်ခါလေးမှတ်ထားတက်ရှူသွင်းထုတ်လုပ်မယ်1 2 3 4 5 6 7 8 9 10 Okay ခေါင်းလေးခါလေးကိုမှတ်ထားမယ်ခေါင်းနောက်ကလေးကိုမှတ်ထားမယ်ဒရမ်စစ်ကလေးက close အရှိလေးကိုဆွဲထားမယ်လက်ချောင်းလေးတွေအခေါင်းထိပ်ကလေးကိုတင်မယ်။ရောင်စီကလေးနဲ့အရှိကိုဆွဲတင်မယ်။ဂျိုင်းလေးကိုဖွင့်မယ်။အနောက်ရောက်သွားမယ်။ရောင်စီကလေးအနောက်ကနေပြီးတော့အရှိကိုပြန်သွားမယ်။ 1 set တက်ရှူမယ်။နောက်ထုတ်မယ်။တက်ရှူမယ်။ရောင်စီကလေးနောက်ကနေအရှိကိုသွားမယ်။တက်ရှူမယ်ရောင်စီကလေးတက်မယ်နောက်ထုတ်မယ်တက်ရှူမယ် Okay 2 more set တက်ရှူမယ်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  Okay လက်ချောင်းလေးကို cross လက်ဖြာအပေါ်ဆွဲတင်ခါကိုမမတ်ထားခေါင်းလေးမမတ်ထားခေါင်းအနောက်ကိုဆွဲဆန်ထားလက်တက်ရှူသွင်းဟုတ် 1 2 3 4 5 6 7 8 9 10 baby control ခါနောက်ကနေလက်တီးစုံမယ်အနောက်ဆုံးကျက်တင်းနေအောင်တိုင်းထားမယ်လက်ကိုဖြောင်းမယ်ခန္ဓာကိုမှတ်ထားမယ်လက်ကိုဖြောင်းမယ်ဖြည်းဖြည်းချင်းဆွဲတင်မယ်ခန္ဓာလောက်ဖြည်းဖြည်းချင်းဆွဲတင်မယ်တက်ရှူတင်ဟုတ်လက်ကလေးဘယ်သူကဘယ်လက်ကလေးခန္ဓာကိုအနောက်မျက်လုံးကဘယ်လက်ချောင်းထိပ်ကိုလိုက်ကြည့်မယ် trace ခါလေး trace 1 2 3 4 5 6 7 8 9 10 Okay ဘယ်လက်ကလေးညာဘူးညာလက်ကလေးအနောက်မျက်လုံးကညာလက်ထိပ်ကိုလိုက်ကြည့်တက်ရှူရင်းတော့ရှူမယ်ရှူမယ်ရှူမယ်โอเคရှူဘယ်လက်လေးတရောင်းလေးခန္ဓာကိုယ်လေးနားခြေထောက်ကလေးရဲ့ကျန်းပြမှာကတ်ထားညာလက်ကလေးဝက်ဝိုက်လေးဆွဲနိုင်တဲ့လောက်ဆွဲဝက်ဝိုက်ကလေးဝက်ဝိုက်လေးဝိုက်နိုင်အောင်ကြိုးစားမယ်1မျက်လုံးကညာဘက်မျက်နှာချက်ကိုကြည့်မယ်တက်ရှူသွင်းဟုတ် inhale exhale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 
ချိန်ဆိုင်ညာတရောင်လေးခန္ဓာကိုယ်ပေးဘယ်လက်ကလေးရတော့ပဲလေဘယ်ဘက်မျက်နှာချက်ကိုဘယ်တော့မှနှမ်းကြည့်ခြေထောက်ကလေးရဲ့ကျန်းပြင်မှာကတ်နိုင်အောင်ကြိုးစားတယ် inhale exhale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  one more breath inhale exhaleခြေပွားနှစ်ဖက်ကိုယူထားမယ်ခြေကြောင်းထိပ်လေးကိုတိုင်ထားမယ်ပေါင်ကိုဖွင့်ချထားမယ်လက်ကိုဖြောင်းမယ်ခါကိုမှတ်မယ်အနောက်ကိုဆွဲလိုက်ခေါင်းအားစကြောက spine နဲ့တက်တက်ဆွဲလိုက်မယ်နောက် stretch inhale exhale inhale exhale inhale exhale okay ပြင်လေးကအနောက်ကိုထုတ်လိုက်ဘိုင်လေးကိုချပြင်ဘက်ကလေးကိုချလက်နှစ်ဖက်ကအရှိကိုလမ်းလျှောက်ဘေးလေးကိုကကျန်းပြင်းတဲ့အထိအရှိကိုဝှချဂျိုင်းကိုဖွင့်ပခုံးကိုကျန်းတဲ့နှစ်ခုနဲ့ထိနိုင်အောင်ကြိုးစား inhale exhale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  okay ဖြည်းဖြည်းချင်းပြန်ထားပါခြေတော့တစ်ဖက်我要往去啊，去哪呀？你去吗？ခြေတော့တစ်ဖက်တွေးထားမယ်တစ်ဖက်ကဖြောင်းထားမယ်ထောင်ထားတဲ့ခြေတော့90 degree တင်လေးကိုထုတ်မယ်ဘိုက်ကလေးကိုချမယ်လက်ချောင်းလေးတွေကလက်ချောင်းနဲ့ခြေချောင်းဖိတ်ကလေးကိုမိနိုင်အောင်ကြိုးစားမယ် 1 2 3လက်စုတွေထုတ်လို့4 5 6 7 8 9 10ဒီလေးချင်းပြန်โอเคတစ်ခါကဝေးထားမယ်တစ်ခါကဆန်းထုတ်မယ်ဆန်းထုတ်ထားတဲ့ခြေထောက်ကိုစိတ်ပြီးပြီးတင်လေးကိုကြွလက်ချောင်းလေးနဲ့လမ်းလျှောက်ဖြည်းဖြည်းချင်းသွားနိုင်ကြလောက်သွား1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
Okay. Okay, ခြေထောက်ကလေးနောက်ချလိုက်ပါခြေထောက်ကလေးတွေဆက်ထုတ်ထားမယ်အရှိကိုပုတ်ချမယ်1 2 3 4 5 and now ဆွဲဟန်1 2 3 4 5 1 2 3 4 5 1 2 3 4 5 one more set 1 2 3 4 5 1 2 3 4 okay မချောက်တက်တာလိုက် ဒီစားဖိနေရအာပြန်မကြီးခုနကဒီလိုတင်စား အော်နာ နာဒီလိုမျိုးဆိုဒီလိုတင်စားအမနဲ့သူတို့ဖိနေရ โอเคရပြီပိတ်လို့ရပြီလား ဟုတ် မထိသမီးရှိတော့ထိလို့